င်္ဂလာခါပေးစီစဉ်နေပြီးကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်နေဖြစ်ပါတယ်2025ခုနှစ်ဇွန်လ26ရက်နေ့အတွက်တရက်စာမင်္ဂလာခါပေးစီစဉ်ကိုတဲတော့ကတ်နေနဲ့နမိတ်ဖတ်ပြီးတော့ဟောကြားပြီးတော့မှာဖြစ်ပါတယ်ဒီလိုနေမျိုးကတော့နေရာကောင်းဌာနကောင်းအလုပ်ကောင်းအိမ်ကောင်းယာဓုကောင်းနဲ့ရတဲ့နေတဲ့နေ့ဖြစ်ပါတယ်ထို့ပြင်တော့စံဆိုင်လုပ်ငန်းစက်ပစ္စည်းရောင်းဝယ်လုပ်ငန်းစတိုးဆိုင်လုပ်ငန်းစားသောက်ကုန်ရောင်းဝယ်လုပ်ငန်းစိတ်ဆိုင်လုပ်ငန်းစားသောက်ဆိုင်လုပ်ငန်းဆေးဆိုင်လုပ်ငန်းဒါတွေလည်းစတင်ဖွင့်နေတဲ့နေ့တီထောင်တဲ့နေတဲ့နေ့ဖြစ်ပါတယ်ဗျာတွားတဲ့ရက်တွေလက်တွေရက်တွေကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနောက်တောင်ရက်ကိုတွားခြင်းအဖြစ်လက်လာပါရွှေမဲငွေတွေဝင်မှာပဲဖြစ်ပါတယ်မတွားတဲ့ရက်တွေရှောင်ရှားတဲ့ရက်တွေတွေကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရှိစုစုကိုတွားခြင်းကိုတော့လုံးဝရှောင်ကျင်တဲ့နေတဲ့နေ့ဖြစ်ပါတယ်လက်ကြီးကာလာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဖြူရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ်ပဲပါလာမှာပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတော့ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပရိကိုးပဲစိတ်ကမှာပဲဖြစ်ပါတယ်ဒီလိုနေမျိုးမှာထီဝါဒနာပါလို့ထီထိုးကန်ဆန်းကျင်တဲ့သူတွေတော့ပါတော့1881ထိတ်ကနေတွဲလိုက်စတဲ့ထီထိုးခြင်းအပြင်ထီစုကြီးနဲ့တိုးစေနိုင်မှာပဲဖြစ်ပါတယ်ဒီလိုနေမျိုးမှာမွေးဖွားတဲ့နေနဲ့သားသမီးတွေကဘဝမှာအတက်အကျအနေနဲ့ကျန်တဲ့စကားပြောတာကိုဆင်ခြင်ရမယ်အတိုက်ခံငင်းကုန်မပါဘဲနဲ့ပြောတာမျိုးတွေကိုရှောင်ကျင်ရမယ်ဘဝတက်တာကျူးပြီးတော့ဆောင်အနက်ရောင်ရှိတဲ့ပလဲအနက်ရောင်ရှိတဲ့စိတ်ပဲဖြစ်ပါတယ်ဒီလိုနေမျိုးမှာမိမိတို့အတွက်ရည်ကြည်တဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရွှဲလာညွန့်လေးညွန့်မွေးတိုင်းလေးတိုင်းကတ်လူပူဇော်လူလမ်းပြီးတော့ဆူတောင်းပါဒီလိုနေမျိုးမှာမိမိတို့အတွက်ရေးကြည့်တဲ့ရောင်းကုန်ပစ္စည်းတွေအများဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်တော့ဝါညွန့်လေးလေးညွန့်နဲ့ထိပြီးတို့ပြီးခောက်ပြီးဆူတောင်းပါဗျာဒါဆိုရင်တော့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေကတိတိကျကျလင်းလင်းမြန်မြန်နဲ့အများဆုံးရောင်းထွက်သွားတာကိုမြတ်ဝါထင်တယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်နေပါဗျာဤနေ့ရဲ့ဤချမ်းနေစပြီးလူချင်းမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဘဝစာများလှူပြီးတော့ပေါ်သုံးနိုင်ပါစေဗျာជីវတုတဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစားတိုးပါစေအသက်ရှူတိုင်းငွေဝင်ချမ်းပါစေလို့ကျွန်တော်ထိုက်အောင်နေဆုတောင်းမေတ္တာများလိုက်လေးပိုးတာလိုက်ရကြောင်းပါဗျာရဲ့စီးပွားရေးအခြေရေးအိမ်တော်ရေးစတဲ့ကကျွန်မ hostel တွေကိုနေလခါရေးပေတွေကနေပြီးတော့အချိန်ကုန်သက်သာဆောင်ဖြင့် online ကနေပြီးတော့မေးမြန်းနိုင်ပါပြီonline ပေတွေကိုမေးမြန်းလိုပါကနေလ application ရဲ့ online ပေတွေကဏ္ဍကနေဝန်ဆောင်မှုရယူပြီးတော့နေ့စဉ်မေးမြန်းနိုင်ပါတယ်တနေ့ခါရဲ့ကံကောင်းချက်တွေကိုပိုက်ဆိုင်နိုင်ကြပါစေလို့နေလအခါရေးပေတွေကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်